အရှုံးပေးသူကအနိုင်ရခြင်းတဲ့ဒီကောင်းစည်းလေးကိုမှတ်ထားဖို့လောကလူသားတွေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမဟာယမယံခါအမြင်နေဆန့်ကျင်ဘက်လို့ဖြစ်တယ်လောကလူသားတွေကကိုယ်ကနိုင်လဲရမှနိုင်တယ်လို့ထင်တာလူတယောက်ကိုဒေါသနဲ့ဆဲလိုက်ရဆိုလိုက်ရမှကိုယ်ကနိုင်တယ်လို့ထင်ကြတုံ့ပြန်ပြီးတော့မလုတ်ဖဲနဲ့ငုံခံတဲ့လူကိုရှုံးတယ်လို့ယူဆကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်အဆုံးအမရကြတော့ဘယ်သူကရှုံးလို့ဘယ်သူကနိုင်တာလဲလို့ဆိုတာပြောင်းပြန်ဖြစ်နေအဲ့တော့သူတော်ကောင်းတွေရဲ့အနိုင်ယူခြင်းနဲ့လောကလူသားတို့ရဲ့အနိုင်ယူခြင်းဟာမတူဘူးလို့ဆိုတာကိုမှတ်သားနားလည်ထားကြဖို့ပေါ့နော်လောကအရာပြောမယ်ဆိုရင်လူတိုင်းဟာတစ်ဖက်သားကမိမိကိုကြောက်ရွံ့ပြီးနောက်တွန့်သွားမယ်ဆိုရင်သူကအနိုင်ရတယ်လို့သတ်မှတ်တယ်တစ်ဖက်သားကိုနေမဲငဆအနိုင်ယူပြောဆိုဆဲရေးလိုက်ရလို့တစ်ဖက်သားကကိုယ့်ကိုတုံ့ပြန်မပြောတော့ဘူးဆိုလို့ရှိရင်ကိုယ်ကနိုင်တယ်လို့ထင်ကြဒါလောကရဲ့အယူဆမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောပြောချက်ကြတော့ဒီလိုမဟုတ်ဘူးအဲ့ဒါနိုင်တာမဟုတ်ဘူးတဲ့ရှုံးတာလို့ဒီလိုဆိုလို့လေပေါ့နော်အဲ့တော့အနိုင်ယူခြင်းနဲ့အရှုံးပေးခြင်းဆိုတာစံသတ်မှတ်ချက်ကြည့်ရမယ်တို့တွေဟာအနိုင်ယူတာလားအရှုံးပေးတာလားလို့ဒါကိုအလေးနဲ့ထားပြီးတော့ဆင်ခြင်စဉ်းစားကြည့်အောင်ဘာကြောင့်နိုင်တယ်လို့ပြောပြီးဘာကြောင့်ရှုံးတယ်လို့ပြောသလဲဒီအချက်ကိုလည်းအလေးနဲ့ဆင်ခြင်စဉ်းစားကြည့်အောင်အပေါ်ယံအပြင်ကြည့်မယ်ဆိုရင်တော့သိနိုင်စွမ်းရှိမှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာလေးနက်တယ်မှန်ကန်တယ်အပေါ်ယံယုတ်တရဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဆိုရင်လက်ခံနိုင်မှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်လေးနက်ပြီးတော့ထာဝရမှန်ကန်တဲ့အရာဖြစ်လို့လောကအမြင်နဲ့ကဆန့်ကျင်ဘက်တွေလူဖြစ်တယ်ပေါ့ယမယံခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီလိုအမြင်မတူကြတဲ့အခါမှာဘာပြောတယ်လဲဘာအမိန့်ရှိတယ်လဲဆိုရင်လောကောဝမယဝိဝရတိလောကကြီးကငါနဲ့ငင်းခုန်နေတာပါတဲ့နော်နာဟံကေနစီဝိဝရာမိလောကမှာငါဘယ်သူနဲ့မှအငင်းခုန်မလုပ်ဘူးတဲ့လောကောဝမယဝိဝရတိလောကကြီးကသာငါနဲ့ငင်းခုန်နေတာဘာဖြစ်လို့တော့ဆိုရင်နာဟိဓမ္မဝါဒီကေနစီဝိဝရတိဓမ္မကိုဟောပြောတဲ့ပုဂ္ဂိုလ်အမှန်တရားဘက်ကယက်တည်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှဘယ်သူနဲ့မှမငင်းဘူးငင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာများသောအားဖြင့်အမှန်တရားဘက်မှာမရှိဘူးတစ်ဖက်သက်အမြင်လေးနဲ့ပဲငင်းခုန်နေကြတာများတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဘက်စုံမြင်လိုက်လို့ရှိရင်အမှန်ကိုအမှန်တိုင်းမြင်လို့အမှန်တိုင်းလက်ခံနိုင်လိုက်ပြီဆိုလို့ရှိရင်ဘယ်သူတည်းမှငင်းเสียဆိုတာမရှိအားလုံးဟာရှင်းနေတာသာဖြစ်တယ်ပေါ့သိခံခြင်းဟာအနိုင်ရခြင်းဆိုတာကိုမြတ်စွာဘုရားဘယ်လောက်ထိအနိုင်ရတယ်လဲလို့ဆိုလို့ရှိရင်နော်ဘယ်လောက်ထိအောင်အနိုင်ရတယ်လဲဘယ်အတိုင်းတာထိအနိုင်ရတယ်လဲလို့ပြောမယ်ဆိုရင်လောကမှာအောင်နိုင်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုကိုအောင်လိုက်ရတယ်လို့ပဲကြီးမားသောအနိုင်ရခြင်းဘယ်တော့မှမရှုံးတဲ့အနိုင်ရခြင်းလို့ဒီလိုဆိုလို့ပေါ့မိမိကိုယ်တိုင်ကအနိုင်ရခြင်းသာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုအလေးနဲ့ထားကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာမိုင်းစင်တာတည်ခြင်းလို့ခေါ်တယ်စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမလူတိုင်းဟာကိုယ်စိတ်ကိုအကဲခတ်တတ်ဖို့လိုအပ်တယ်ညမစကားမှလည်းကြည့်စိတ်ထားတတ်ရင်မြတ်တယ်ဆိုတဲ့စကားလုံးရှိတယ်စိတ်ဟာအဓိကကြတယ်
စိတ်အဓိကကြတယ်ဆိုတာလောကမှာလောကင်ဆောင်ရွက်မှုတွေဟာစိတ်ကရှေ့ဆောင်နေတယ်ဆိုတာအလွန်ထင်ရှားတယ်အခုဤစကံလေးစိတ်ထဲမှာဓမ္မသဘင်ဆင်ကျင့်ပါမယ်ဆိုတဲ့စိတ်ကူးဟာအရင်ဖြစ်တယ်အဲ့ဒီစိတ်ရဲ့စွမ်းဆောင်မှုပေါ်မှာမူတည်ပြီးတော့လှုပ်ရှားလိုက်တဲ့အခါတကယ်တရားပွဲကျင့်ပဖြစ်သွားတယ်စိတ်ကဥဆောင်သွားတယ်လို့ဒီလိုဆိုလို့ပေါ့နော်ကောင်းတဲ့အလုပ်မှလည်းစိတ်ကဥဆောင်တယ်လို့မကောင်းတဲ့အလုပ်မှလည်းစိတ်ကပဲဥဆောင်ဒါမို့မြတ်စွာဘုရားစိတ်တည်နနေယတိလောကလောကကြီးကိုစိတ်ကရှေ့ဆောင်နေတယ်ဆိုလူတိုင်းဟာတရားပွဲရောက်လာတာဟာလေစိတ်ကခေါ်လာတာစိတ်ကဥဆောင်ပြောကောင်းပြောလိမ့်မယ်ကားနဲ့လာခေါ်လို့လိုက်လာတယ်မဟုတ်ဘူးစိတ်ပါလို့လိုက်တာနော်စိတ်မပါဘူးစိတ်ကနေတရားပွဲသွားဖို့စိတ်မရှိဘူးဆိုရင်ဘာနဲ့လာခေါ်လိုက်မှာမဟုတ်ဘူးလိုက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိမှာပဲဟုတ်အဲ့တော့စိတ်ဟာအဓိကကြဒါကြောင့်မို့မြတ်စွာဘုရားကစိတ်ကိုအဓိကထားပြီးဆုံးမဩဝါဒပေးလို့ရှိတယ်တခြားဘာသာတွေနဲ့မတူတဲ့အချက်ကအဲ့ဒါလူတိုင်းအသီးသီးမှာရှိနေကြတဲ့ကိုယ်စိတ်ကိုလူတိုင်းဟာအနိုင်ရထားမယ်ကိုယ်စိတ်ကိုချုပ်ကင်ထားနိုင်မယ်ဆိုရင်လူတိုင်းကြီးမားတဲ့အောင်မြင်မှုကိုရရှိကြမှာဖြစ်လူတွေကထင်ကြတယ်စိတ်သွားတိုင်းကိုပါစိတ်သွားတိုင်းကိုပါစိတ်သွားရကိုပါခြင်းရတယ်လို့ဒီလိုပြောကြတယ်သို့တော့စိတ်ကိုမထိန်ချုပ်ဖဲနဲ့စိတ်သွားတိုင်းကိုပါမယ်ဆိုလို့ရှိရင်တော့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရာတွေကိုဆန်းစစ်ကြည့်လိုက်လို့ရှိရင်စိတ်ဆိုတာအကောင်းလည်းဖြစ်တာပဲဆိုးတွေလည်းဖြစ်တာပဲအများအားဖြင့်လူများစုကိုကြည့်မယ်ဆိုရင်ပါပတ္တမေရမတိမနောလို့ဆိုတဲ့အတိုင်းလူတွေရဲ့စိတ်ဟာမကောင်းတဲ့ဘက်မှာပဲပျော်မွေ့တယ်မကောင်းတဲ့ဘက်ကျတော့ရေစုံဆင်းရတယ်လို့အလွန်လွယ်ကူတယ်ကောင်းတဲ့ဘက်လုပ်ဖို့ကျတော့ခက်ခဲကြတယ်ပင်ပန်းတယ်လို့ရေစံတက်တယ်လို့ခက်ခဲတယ်ဒါကြောင့်မို့ကိုယ်စိတ်ကိုနိုင်ရသွားတဲ့ပုဂ္ဂိုလ်လောကမှာယဟန္တာဖြစ်တယ်ဆိုတာစိတ်ကိုအနိုင်ရသွားတဲ့ပုဂ္ဂိုလ်ကိုခေါ်တာစိတ်ကိုလုံးဝချုပ်ကိုင်နိုင်လို့စိတ်ဟာကိုယ်အတိုင်းကိုယ်အလိုဆန္ဒအတိုင်းဖြစ်နိုင်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုယဟန္တာလို့ခေါ်တာပဲစိတ်ကိုမချုပ်ကိုင်နိုင်သေးဘူးစိတ်သွားတိုင်းကိုပါနေအောင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာပုရုဇဉ်အဲ့ဒါကြောင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်မှာဆိုဘဂဝါဘုံတော်ထဲမှာဆိုရင်စိတ်တိတ်တရိယဘုံတော်ဆိုတာဣတရိယဓမ္မယတသီရိကာမပယတ္တလို့ဆိုတဲ့ဘုံတော်6ပါးထဲမှာဣတရိယဆိုတဲ့ဘုံဟာစိတ်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ဟာပဲစိတ်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်တယ်စိတ်ဟာမိမိအလိုတိုင်းဖြစ်တယ်မိမိကဘယ်တော့မှစိတ်အလိုတိုင်းမလိုက်ဘူးမိမိဖြစ်စေခြင်းတဲ့အတိုင်းစိတ်ကလိုက်ပြီးတော့ဖြစ်ရတယ်ဆိုတဲ့ဟာဘလောက်တန်မိုးရှိမယ်ဆိုတာစဉ်းစားကြည့်ပေါ့စိတ်ကိုနိုင်လိုက်ပြီဆိုလို့ရှိရင်အလုံးကိုနိုင်တာဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဆုံးအမတော်တွေထဲမှာဆိုရင်စိတ်ကိုဖြူစင်အောင်လုပ်ရမယ်ဆိုတဲ့သစိတ်တပရိယောဓပနကိုယ်စိတ်လေးကိုဖြူစင်အောင်လုပ်ဆိုတာဟာဘုရားရဲ့အဆုံးအမတိုက်တွန်းချက်တစ်ခုပဲဖြစ်တယ်။ဘာကြောင့်လှုပ်ခိုင်းတယ်လဲအကြောင်းမရှိပဲမလှုပ်ခိုင်းဘူးအကျိုးမရပဲနဲ့အလှုပ်ခိုင်းတာမဟုတ်ဘူးစိတ်ကိုပိုင်နိုင်မှုဟာဘလောက်အရေးကြီးတယ်လဲဆိုတာမြတ်စွာဘုရားကဟောတယ်လူတွေဟာကိုယ်စိတ်ကိုမနိုင်ကြသည့်အတွက်ကြောင့်စိတ်ထဲမှာလောဘဆိုတဲ့အညစ်အကြေးတွေဒေါသဆိုတဲ့အညစ်အကြေးတွေမာနဆိုတဲ့အညစ်အကြေးတွေအိတ်တံမစ္စရိယလို့ဆိုတဲ့အညစ်အကြေးတွေလူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးပြီးတော့နေတတ်တယ်ပေါ့လောကကြီးပြဿနာတက်နေတာဟာဘာတွေကြောင့်တက်နေတာလဲဆိုလောဘကြောင့်တက်တယ်ဒေါသကြောင့်တက်တယ်မောဟကြောင့်တက်တယ်လောကလူတွေလောဘကြီးနေပြီဆိုလို့ရှိရင်ဒီမိုးခေါင်ရေရှားဆိုဒုဗိခန္တရာကတ်ကြီးနဲ့လည်းကြုံတတ်တယ်ဒေါသတွေကြီးမားနေပြီဆိုလို့ရှိရင်မိလောင်တာတို့ဘာတို့မိမိဒုက္ခတွေနဲ့ကြုံတတ်တယ်မောဟတွေကြီးပြီဆိုရင်မုန်တိုင်းတွေခဏခဏကြာတယ်လောကလူသားတွေအဖြစ်များတာကိုကြည့်ပြီးတော့လောဘဒေါသမောဟဆိုတာတွေဟာလူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးနေတိုင်းဒုက္ခရောက်တယ်
အလွန်ဒုက္ခရောက်တဲ့အရာတွေလို့လူကိုဒုက္ခရောက်စေတတ်တယ်ပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကလောဘောဒေါသောစမောဟောစပုရိတံပါပစေတတံစိတ်ဓာတ်ညံ့တဲ့ပုဂ္ဂိုလ်တွေကိုတဲ့လောဘဒေါသမောဟတို့ကနေဖြည့်ဆည်းနေတယ်သူတို့ကလွှမ်းမိုးထားတယ်လို့ဆိုလို့လောဘကစိတ်ကိုလွှမ်းမိုးလိုက်ဒေါသကစိတ်ကိုလွှမ်းမိုးလိုက်မာနတွေကစိတ်ကိုလွှမ်းမိုးလိုက်မောဟကစိတ်ကိုလွှမ်းမိုးလိုက်ဘာဖြစ်တယ်လဲအဲ့လိုလုပ်လို့ရှင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကိုဖြည့်ဆည်းနေတာတွေဖြစ်တယ်တဲ့တသတာရံဝတံဖလံအလုံးတွေ့ဘူးကြလိမ့်မယ်ဝါပင်ဆိုတာအသီးသီးလို့ရှင်အဲ့ဒီဝါပင်ဟာသေးတာပဲငပြောပင်ကလည်းအသီးသီးရင်ဒီငပြောပင်ဟာသေးတာပဲကျူပင်ကအသီးသီးလို့ရှင်လေဒူကျူပင်ဟာသေးတာပဲလူကိုဖြစ်စည်းနေတာဟာလောဘဒေါသမောဟဆိုလေဒီကိလေသာစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဒီကိလေသာတရားဆိုးတွေသာဖြစ်တယ်ပေါ့အဲ့ဒါတွေကိုရှင်းပြလိုက်လို့ရှင်စိတ်ကလေးဟာကိုယ်လိုတိုင်းဖြစ်သွားအကယ်၍မရှင်းနိုင်ဘူးဆိုရင်စိတ်သည်လောဘနောက်လိုက်တယ်ဒေါသနောက်လိုက်တယ်မောဟနောက်လိုက်တယ်မာနတွေနောက်လိုက်တယ်ပြောလိုက်သေးတယ်မဟုတ်မခံဘူးတို့ကဆိုပြီးခုံယူဝင်ကြွားသေးတယ်နော်မာနတွေမဟုတ်မခံဘူးဟုတ်ရင်တော့ခံသလားဆိုဟုတ်လည်းမခံလူတွေကပြောတယ်လေငါတော့မဟုတ်မခံဘူးဆိုမင်းဟုတ်ရင်တော့ခံမလားဆိုမခံအဲ့ဒါလို့လောကလူတွေဟာဒေါသကိုလည်းဂုဏ်ယူတတ်တယ်ငါစိတ်ကိုလာမစမ်းနဲ့ဆိုပြီးဒေါသကိုလည်းဂုဏ်ယူပြောဆိုတတ်တယ်မာနကိုလည်းဂုဏ်ယူပြောဆိုတတ်တယ်အဲ့ဒါလို့လောဘဒေါသမောဟဆိုတဲ့ဒီသဘာဝတရားတွေဟာလူစိတ်ကိုလွှမ်းမိုးထားပြီဆိုရင်လူတွေဟာစိတ်အလိုတိုင်းလိုက်ပါပြီးတော့နောက်ဆုံးမှာဆင်းရဲဒုက္ခရောက်သွားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကပါဟောတော့စိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်ကလေးဟာလောဘဒေါသမောဟတွေလွှမ်းမိုးနေလို့ညှဉ်းနှွမ်းပြီဆိုလို့ရှိရင်နော်ဘာဖြစ်လဲဒုက္ခတိပါတိကင်္ခာမကောင်းတဲ့အခြေအနေဆိုးမှာကိုမျှော်လင့်ရမယ်လို့ဒီလိုဆိုစိတ်တွေဝိသုဒ္ဓိဒုက္ခတိပါတိကင်္ခာစိတ်စင်ကြယ်တန်ရှင်းပြီဆိုလို့ရှိရင်တော့ဒုက္ခတိကောင်းသောအခြေအနေတွေဟာဖြစ်ပေါ်လာမှာဖြစ်တယ်မျှော်လင့်ရတယ်လို့ဒီလိုဟောထားတာတွေရှိတယ်ပေါ့ဒါကြောင့်မို့လို့စိတ်ကိုပိုင်နိုင်ဖို့ဆိုတာအလွန်အရေးကြီးစိတ်ကိုပိုင်နိုင်ခြင်းကြောင့်နော်ကိုယ်စိတ်ကိုကိုယ်ပိုင်နိုင်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားကိုကြည့်လိုက်မယ်ဆိုရင်ကိုယ်စိတ်ကိုချုပ်တီးနိုင်သည့်အတွက်ကြောင့်တစ်ဖက်သားကိုတုံ့ပြန်ခြင်းရံမှုခြင်းမလုပ်လို့အရှုံးပေးလိုက်တာသူဟာအနိုင်ရတာပဲလို့ဒီလိုဆိုလို့ပဲပေါ့နော်အနိုင်ရခြင်းပဲဖြစ်တယ်ကိုယ်စိတ်ကိုနိုင်လိုက်တယ်မကောင်းတဲ့လောဘတွေဒေါသတွေမောဟတွေမာနတွေကိုနိုင်လိုက်တယ်အလွန်ကြီးမားတဲ့အောင်နိုင်မှုလို့ဒီလိုဆိုလို့တာကြီးမားတဲ့အောင်နိုင်မှုတခြားအောင်နိုင်မှုနဲ့မတူတဲ့အကြီးမားဆုံးသောအောင်နိုင်မှုဒါမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းဒီတိုင်းပဲဟောတာလောကမှာဒီမြန်မာရာဇဝင်ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ပကန်းခေတ်ကမြန်မာနိုင်ငံပကန်းခေတ်မှာပကန်းခေတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးတစ်ခုမြန်မာတက္ကရာ936ခုနှစ်မှာပကန်းနေပြည်တော်မှာနရပတိစီသူဆိုတဲ့ဘုရင်ဟာနန်းတက်လာအဲ့ဒီနရပတိစီသူဟာနန်းတက်ရတဲ့အချိန်မှာသူ့ရဲ့ဝေလူဝတိမိဖုရားကိစ္စနဲ့ပတ်သက်ပြီးတော့အကိုအရင်ဖြစ်တဲ့မင်းရဲ့နရသိခဆိုတာကိုလောက်ကြံတပ်ဖြတ်ပြီးတော့မှသူကနန်းတက်လာအဲ့ဒါလို့နန်းတက်တဲ့အခါမှာဒီနရပတိစီသူကသူ့အကိုနဲ့ဆက်ဆက်တဲ့ပုဂ္ဂိုလ်တွေအလုံးရှင်းပြတယ်ပေါ့အလုံးရှင်းပြတယ်အဲ့ဒါလို့ရှင်းပြတဲ့ထဲမှာဘယ်သူပါလဲလို့ဆိုရင်မင်းရင်နရသိခရဲ့အထိန်တော်သားဆိုလို့ရှိရင်ခုခေတ်လို့ပြောမှဆိုရင်တော့ကိုရေးအတွင်းဝန်လို့ပြဲဆိုရိုးလို့ဟာမျိုးပေါ့နော်အင်မတန်မှယဉ်နီးလို့အနိကထားတဲ့ပုဂ္ဂိုလ်တွေပေါ့
အဲ့ဒါလို့အနိကအလွန်ရင်းနှီးတဲ့ပုဂ္ဂိုလ်မင်းရဲ့နရသင်္ခကိုနန်းချတပ်ဖြတ်ပြီးတော့ဒီနရပတိစီသူဟာအရင်ဆုံးဖြစ်တဲ့အာကိုရဆုံးမင်းရဲ့နရသင်္ခရဲ့အာကိုရဆုံးဖြစ်တဲ့အနန္တသူရိယလို့ခေါ်တဲ့သူ့ရဲ့အထိန်တော်သားကိုလည်းပဲတတ်ခိုင်းလိုက်တယ်ဖမ်းပြီးတော့တတ်ခိုင်းတယ်အဲ့ဒီတတ်ခိုင်းတဲ့အချိန်လေးမှာအနန္တသူရိယဘလောက်တတ္တိကောင်းတယ်ဆိုတာသူ့မတတ်ခင်သူကြပြတပုတ်ရေးသွားတယ်နော်သူ့စိတ်ကိုသူဘလောက်နိုင်တယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီကြပြဟာတကယ်ကိုမြန်မာနိုင်ငံထဲမှာမြန်မာနိုင်ငံမှာနာမည်အထင်ရှားဆုံးဒီမြန်မာစာပေထဲမှာလည်းပဲပထမဆုံးသောကြပြလို့ဆိုရလောက်အောင်ရှေးကြဆုံးကြပြတပုတ်အားလုံးလည်းကြားမှုကြပါတယ်ဒီကြပြအလွန်ဒီအတိတ်ပဲလှပြီးတော့အလွန်ရဲရဲပြတ်သားပြီးသူ့စိတ်ကိုသူပိုင်ပိုင်နိုင်နိုင်နဲ့ဒီသိခံတဲ့စိတ်နဲ့ခွင့်လွတ်သွားတဲ့ကြပြဟာကဘာမှာဆိုလို့ရှိရင်တော့မြန်မာလူမျိုးတွေကဒီကြပြကိုအင်္ဂလိပ်လိုပြန်ပြီးတော့ကြပြဒီသမိုင်းတွင်အောင်လုပ်မယ်ဆိုလို့ရှိရင်တော့ကဘာမှာထူးရှားတဲ့ဒီပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်သွားတာသိချတယ်ပေါ့သို့တော့မြန်မာစာထဲမှာတည်းရှိတော့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံလူအချို့သာသိတာဖြစ်သောကြောင့်ကဘာကျော်မဟုတ်ပြီမဲ့လို့တကယ်တရားဓမ္မနဲ့ပတ်သက်လာတဲ့အခါမှာအလွန်ထင်ရှားတဲ့ဒီစံပြုရတဲ့အတွေ့အခေါ်တစ်ခုဖြစ်ပေါ်လာခဲ့တယ်ပေါ့ဒါကြောင့်မို့ဒီကြပြလေးဟာဒီနှလုံးသားကနေပြီးတော့အနိုင်ယူသွားတဲ့ကြပြလေးလို့ဒီလိုပြောအောင်သူရေးထားတာဘာရေးသွားတော့ဆိုမသိခင်လေးမှာဘုရင်ကြီးကိုဆက်ဖို့နရပတိစီသူဘုရင်ကိုဆက်သားဖို့ဆိုပြီးတော့တီတီငိမ့်ငိမ့်နဲ့ရေးသွားတဲ့ကြပြလေးကသူဒီတယောက်ကောင်းဖို့ရောက်ဖို့သူတယောက်မှပြက်လင့်ကားတာဓမ္မတာဒီတယောက်ကောင်းစားရင်တယောက်ကပြက်တာဒါထုံးစံပဲဖြစ်တယ်ဒါမြန်မာနိုင်ငံရေးမှာဒီပုံစံပဲဖြစ်တယ်ရှေးကတည်းကစပြီးတယောက်ကောင်းစားမယ်ဆိုရင်တယောက်ကပျက်စီးတော့ပျက်စီးပေးရတယ်ဒီလိုအဓိပ္ပာယ်မျိုးသူဒီတယောက်ကောင်းဖို့ရောက်ဖို့တယောက်ကြီးပွားတိုးတက်လာဖို့ရှိလာလို့ရှိရင်သူတယောက်မှပြက်လင့်ကားတာဓမ္မတာဒီထုံတန်းစင်လားလောကမှာဖြစ်နေကြနိယာမတရားတစ်ခုကိုဓမ္မတာလို့ပြောတာဓမ္မနိယာမသူဒီတယောက်ကောင်းဖို့ရောက်မှုတယောက်သူမှပြက်လင့်ကားတာဓမ္မတာဒီဒါတပိုက်ဆက်ပြီးတော့သူကရေးတယ်ရွှေအိမ်နန်းနဲ့ကြံငန်းလိခံမတ်ပေါင်းရန်လျက်ပျော်ဆန်ရိပ်ရိပ်စီးစိမ်မကွာမင်းချမ်းသာကသမုဒ္ဒရာရေမျက်နှာတဲ့ခဏတက်သည့်ရေဘွက်ပမာတသက်လျာဒီအင်မတန်မှအဓိပ္ပာယ်ရှိတယ်သူဟာဒီသူ့ရဲ့အရှင်သခင်ဖြစ်တဲ့မင်းရဲ့နရသိက္ခတတ်လိုက်ပြီတတ်ပြီးတဲ့အခါမှာသူညီအရင်ဖြစ်တဲ့နရပတိစီသူကနန်းတက်လာအဲ့ဒီနန်းတက်လာလို့သူရလာတဲ့နန်းစည်းစိမ်ကရောဘလောက်ကြာမှလဲတဲ့သူရွှေအိမ်နန်းနဲ့ကြံငန်းလဲခံမတ်ပေါင်းရန်ရဲ့ပျော်ဆန်ရိပ်ရိပ်စီးစိမ်မကွာမင်းချလာကသမုဒ္ဒရာရေမျက်နှာတဲ့ခဏပွက်သည့်ခဏတက်သည့်ရေဘွက်ပွားမှာတသက်လျာဒီတစ်စက်မြိတ်ကရေကလေးတွေကြားတဲ့အခါတွေ့ဘူးလိမ့်မယ်ရေလေးစီးနေတဲ့ပုံမှာတစ်စက်မြိတ်ကရေပေါက်ကလေးကြားရင်ပွက်ခနဲ့ဆိုပြီးတော့ရေဘူးလုံးလေးတွေဘူးပေါင်းလေးတွေထွက်လာခဏလေးနေပေါက်ကွဲသွားတာအဲ့တော့လူလောကမှာနေကြတာလေးကခဏလေးပဲလို့ဆိုလို့ကောင်းစားတဲ့လူလည်းခဏလေးပဲမကောင်းစားတဲ့လူဆိုတာလည်းခဏလေးပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏလေးပဲနေမြင်ညပြောက်ဆိုတာလို့လောကမှာပျက်စီးဆုံးရှုံးမှုဟာအလွန်နှင်းမြန်တယ်တက်တန်းတွေကလည်းအလွန်တိုးတယ်ဒါကြောင့်ဘလောက်ပဲချမ်းသာမင်းချမ်းသာဆိုတာနော်သမုဒ္ဒရာတွေကတက်လာတဲ့ချိန်လေးမှာရေပေါက်လေးကျလို့ပွက်ခနဲ့ထားလာတဲ့ရေပွက်ကလေးလိုတူတူလေးပါတဲ့ခဏလေးတေချာစဉ်းစားကြည့်ရင်လည်းလူဘဝခဏလေးပဲ
နော်စတုမာရိနတ်ပြည်ရဲ့နတ်သက်နဲ့တွဲကြည့်မယ်ဆိုရင်လူတွေရဲ့အနှစ်90မှာစတုမာရိနတ်ကတရက်ရှိသေးတယ်တာဝရိန္ဒာနတ်သက်နဲ့တွဲမယ်ဆိုရင်လူတွေရဲ့အနှစ်100တာဝရိန္ဒာမှာတရက်ပဲရှိသေးတယ်အဲ့တော့တာဝရိန္ဒာနတ်ပြည်ကနတ်တွေကနေလူတွေကိုကြည့်လိုက်မယ်ဆိုရင်ဟင်းအခုပဲမွေးအခုပဲအိုးအခုပဲအဖိုးကြီးဖြစ်ပြီးအခုပဲတည်သွားတယ်လို့ဒီလိုထင်တခါတော့ကဆောလမွန်ဆိုတဲ့အင်္ဂလိပ်စာအုပ်လေးထဲမှာဆောလမွန်ဆိုပြီးတော့ဒီလူဘဝတက်တန်းလေးကိုဖော်ပြထားတာရှိတယ်တက်တန်းလေးဖော်ပြထားတာလေးကစိတ်ဝင်စားလေးဘာလဲဆိုရင်သူကတနင်္ဂနွေနေ့မှာမွေးတယ်တဲ့တနင်္လာနေ့ကျတော့ကျောင်းနေအင်္ဂါနေ့ကျတော့လက်ထပ်တယ်နော်ဗုဒ္ဓဟူးနေ့ကျတော့ဒီနေမကောင်းထိုင်မသာဖြစ်ကြာသပတေးနေ့ဆေးရုံတဲ့တောက်ကြနေ့သေစနေနေ့ချလူတယောက်ရဲ့အသက်ကိုဖော်ပြထားပုံလေးဒီ9ရက်ပဲအဲ့ဒါလို့လူလောကအဲ့ဒါလို့ပြောရလောက်အောင်ဒီ9ရက်ထဲမှာပဲမွေးတာတစ်နေ့သေတာတစ်နေ့ဆိုတာလို့အလွန်တူတောင်းနေတဲ့အချိန်လေးတစ်ခုရှိဟောအဲ့ဒါလို့တူတောင်းနေတာဖြစ်တော့ကြောင့်သူ့အဖို့ဟာဒီလူဘဝနေရလေဘာမှမကြတဲ့အကြောင်းဒါတွေကိုကပ္ပဋ္ဌာန်းအာယုန်နဲ့သူကြည့်လိုက်တဲ့အခါမှာလူရဲ့တက်တန်းဆိုတာအလွန်လွန်တူတူလေးပါဒါမှမဟုတ်လူချမ်းသာဆိုတာလဲဘလောက်မှမရှိပါဘူးလို့တန်ဝေခါစကားပြောတာသူဟာသိရဲတယ်ပေါ့နောက်နံပါတ်3ဆက်လက်ပြီးတော့ရေးတဲ့ကြပြလေးကပါတော့ကျင်နာတနာငါအာမတယခုလွတ်လီမလွတ်ချင်မှာလူတကာတို့သူ့ကိုတနာလို့အခုမလွတ်မတတ်ဘဲနဲ့လွတ်လိုက်အောင်တဲ့လွတ်လိုက်လို့ရှင် तू မလွတ်နိုင်တာပါခန္ဓာခိုင်ကြည်အတိမမြဲဖောက်လွဲတတ်သည်မချွတ်စတာတတဝါဒီသူဟာသေမှာသေချာတဲ့တတဝါတစ်ခုပါတဲ့တတဝါတူပါခုချိန်မှာသူအပြစ်ကလွတ်ပြီးမတတ်လဲဒီနေ့ကျတော့သူဟာသေရမယ်လူပဲလို့တန်ဝေကစကားကိုဒီလိုဆိုပြီးတော့လက်တုပ်ပြန်တာတွေမလုပ်ဘူးအပြစ်ယူတာတွေမလုပ်ဘူးဒါကြောင့်မို့နံပါတ်4ကြပြပုတ်ကြတာရှ िख ိုးကော်ရောပူဇော်အကျွံပန်ခဲ့တုံဤပူဇော်အကျွံပန်ခဲ့တုံဤသူဟာဘုရင်ကြီးကိုဥခိုက်ပြီးတော့ပန်ကြားခဲ့ပါတယ်ဖွင့်ဆိုပြီးတော့ပြောခဲ့ပါတယ်ခိုက်ကြုံဝိပက်တန်တာဆက်နိုင်တန်တရားထဲမှာဒီကြုံကြိုက်လာတဲ့အခါမျိုးမှာနော်တန်တရားဆက်ထဲမှာလဲရအောင်မယ်ဘဝတွေမှာနောက်ဆုံးရအောင်မယ်ပေါ့တန်တာဆက်နိုင်ကြိုက်လာတော်မူတုတ်မယူလို့ဘယ်တော့မှအခုသူ့ကိုတတ်သည့်အတွက်သူလက်တုံပြန်ပြီးတော့ဘယ်ဘဝမှမတတ်ပါဘူးဘုရင်ကြီးကိုဘယ်တော့မှလက်တုံမပြန်ဘူးလို့ရှုံးပေးသွားတာလေတာမန်အဖြစ်ပြောမယ်ဆိုရင်ရှုံးပေးတယ်လို့ဆိုတော့သို့တော်သူအနိုင်ရသွားတာပဲအဲ့တော့တန်တရားထဲမှာကြုံတွေ့ရင်လေကလေးစားခြေတာမျိုးတွေသူမလုပ်ပါဘူးလက်စားခြေတာတွေမလုပ်ဘူးခဏခေတ်လူတွေကတော့ကလေးစားခြေတာတအားများတယ်ပေါ့ကလေးစားခြေတာတွေတအားများဇလန်းဇက်ွက်တွေကြည့်ရုပ်ရှင်ရိုက်တဲ့လူတွေကြည့်အထူးသဖြင့်အိန္ဒိယဇာတ်ကားတွေဟာလူဆိုးကနှိပ်စက်တယ်နှိပ်စက်ပြီးလို့ရှိရင်ပြန်ပြီးတော့ကလေးစားခြေတယ်ဆိုတဲ့ဇလန်းတွေပဲများကလေးစားခြေတာတွေ revenge လို့ခေါ်တယ်ကလေးစားခြေမှုတွေအလွန်များလောကကြီးကအဲ့ဒီကလေးစားခြေပြီးအနိုင်ယူတာကိုပဲအကောင်းလို့ထင်တယ်အခုကြည့်အနန္တသူရိယအမတ်ကြီးကသူပါပြောသွားတယ်ခိုက်ကြုံဝိဖက်တန်တာဆက်နိုင်ကြိုက်လက်တော်မူတုတ်မယူလို့ကြုံကြိုက်လာရင်လည်းပဲဘယ်တော့မှလက်တုတ်မပြန်ပါဘူးတဲ့သူဘယ်တော့မှလက်တုတ်မပြန်ဘူးကြီးညိုစိတ်တန်သခင်မွန်ကိုခြံပိစင်စစ်အပြစ်မဲ့ရေးခွင့်လင်ပေး၏ကြီးညိုတဲ့စိတ်သူ့မှာကြည်လင်တဲ့စိတ်ဘယ်တော့မှမပြတ်ပါဘူးဘုရင်မင်းမြတ်အပေါ်မှာသူဟာဘယ်တော့မှအပြစ်မယူပါဘူးတဲ့အပြစ်မဲ့ရေးဒီလိုအပြစ်မယူလို့သူ့မှာလည်း
ငါလောက်တာ तू တနေ့ကျခံရမယ်ဆိုတဲ့ဟာမျိုးလဲ तू မရှိဘူးခွင့်လွတ်တယ်ပေါ့နော်အပြစ်မဲ့ရေခွင့်လွတ်ပေး၏သွေးသည်အနိစ္စငါခန္ဓာသည်လို့ဒါပကံခေတ်ကစာပေတောင်များမထွန်းကားသေးတဲ့ပကံခေတ်မှာတက္ကရာ936ခုနှစ်မှာရေးခဲ့တဲ့ကြပြလေးတစ်ပုဒ်ပဲအဲ့ဒါဟာနော်အရှုံးပေးသူကအနိုင်ရသွားခြင်းပဲဖြစ်တယ်ပေါ့မသေးခင်လေးဒီကြပြရေးပြီးတော့ဘုရင်ကြီးကိုဆက်တခိုင်းလိုက်တယ်တပ်ပြီးတဲ့အခါကျတော့ဘုရင်ကြီးကိုသွားဆက်တယ်ဆက်တဲ့အခါကျတော့ဘုရင်ဟာဒီစာလေးကိုဖတ်ပြီးတော့သူ့ရဲ့အမျက်တွေပြေသွားရုံနဲ့မကဘူးနောက်ကြတော့အမိန့်ထုတ်ထားတယ်သူကသေတံချတော်မှတစ်လတန်သည်နှစ်လတန်သည်ဆိုင်ပါဘယ်သူမှချက်ချင်းမတတ်ပါနဲ့လို့ဆိုတဲ့အမိန့်တစ်ခုထပ်ထုတ်ထားဟောဒါအောင်မြင်ခြင်းတစ်ခုပဲပေါ့နော်အောင်နိုင်သွားတာတစ်ခုပဲတကယ်ကိုသူတော်ကောင်းတွေရဲ့အောင်နိုင်ခြင်းမျိုးအောင်နိုင်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့အရှုံးပေးသူကအနိုင်ရသွားတယ်ဒီအနိုင်မျိုးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကလိုလားတဲ့အနိုင်ရနည်းကပဲဖြစ်တယ်သို့သောလောကပုထုဇဉ်တ attva တွေကကိုယ်လို့ရင်ပြန်လို့ရမယ်ဆိုတဲ့စိတ်ဆွဲနေကြတယ်ပေါ့မဟုတ်မခံကိုထီရင်ကက်လန်ရန်တွေ့မယ်ပြန်ချမယ်ဆိုတဲ့ဒီလိုစိတ်ဓာတ်မျိုးတွေပဲမွေးနေကြတာဖြစ်တယ်တကယ်တော့အနိုင်ရခြင်းမဟုတ်ပဲတုံ့ပြန်လာတာဟာအရှုံးသာလင်ဖြစ်တယ်လို့မြတ်စွာဘုရားရဲ့ဒေသနာတော်အရမှတ်သားနားလည်ကြမှာဖြစ်တယ်ပေါ့အဲ့ဒီမှာဒီပါဠိတော်သုတ်တံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်စော်ကားတာနဲ့ပတ်သက်ပြီးတော့အနိုင်ယူခဲ့တဲ့ပုံလေးကိုမြတ်စွာဘုရားဆုံးမစကားအနေနဲ့ဟောကြားခဲ့တာဖြစ်တယ်အတုံတရိကဆိုတဲ့ပုံနာကြီးတယောက်ဘာရတော်ဆိုပုံနာတယောက်ကမြတ်စွာဘုရားပေါ်မှာအလွန်စိတ်ဆိုးတယ်အလွန်စိတ်ဆိုးတာဘာလို့ဆိုရင်သူနဲ့အမျိုးတော်တဲ့သူ့ရဲ့အကိုတယောက်ဘုရားဘာသာဖြစ်ပြောင်းသွားတယ်ပြောင်းသွားတဲ့အခါမှာမြတ်စွာဘုရားကသင်္ကန်းဝတ်ပေးတယ်အဲ့ဒီမှာသူတို့သိစိတ်နာတယ်ပေါ့ဒီလိုဘာသာပြောင်းသွားတာနဲ့ပတ်သက်ပြီးတော့မကြေနိုင်မချမ်းနိုင်ဖြစ်ပြီးတော့ဘုရားကြောင့်လာပြီးတော့မြတ်စွာဘုရားကိုရုပ်မာလူထဲမှာမကြောက်မနာတာဆိုတဲ့စကားတွေနဲ့ဆဲရီတိုင်းထွားအဲ့ဒါလို့မြတ်စွာဘုရားကလည်းအဆက်ခံရတဲ့အချိန်ပေါင်းနဲ့မနှဲဘူးပေါ့အဲ့ဒါလို့ဘုရားကိုဆဲတဲ့အခါမြတ်စွာဘုရားဒီမတုံမလောက်တည်ငြိမ်တဲ့စိတ်ဓာတ်နဲ့နားထောင်တယ်ဘာမှမပြောဘူးတုတ်ပြန်ပြောတာမျိုးမရှိဘူးမရှိတဲ့အခါကျတော့အဲ့ဒီပုံနာကဆဲလို့မောသွားပြီဆိုတဲ့အခါမှာမြတ်စွာဘုရားရဲ့သိခံခြင်းခွင့်လွှတ်ခြင်းအပြုံးမပြတ်ခြင်းဆိုတာကိုကြည့်ပြီးသူကဘာပြောတော့ဇီတောတိသမဏဇီတောတိသမဏကိုတော်ကအနိုင်ရသွားပြီကိုတော်အနိုင်ရသွားပြီလို့သူကတော့တုံ့ပြန်စေခြင်းတော့လောကလူတွေကဆဲရင်ပြန်ဆဲမှရိုက်ရင်ပြန်ရဲမှဒုတ်ချင်းဓာချင်းဆိုတာလောကလူတကယ်လူအများစုကတုတ်ပြန်တတ်တဲ့အနေအထားမျိုးရှိတယ်မြတ်စွာဘုရားကတော့သိခံခြင်းခွင့်လွှတ်ခြင်းဆိုတာလည်းပဲတုံ့ပြန်လေးရှိတယ်ပေါ့အဲ့ဒီမြတ်စွာဘုရားရဲ့သူတော်စင်တို့ရဲ့တုံ့ပြန်မှုဟာအနိုင်ယူခြင်းပဲဖြစ်တယ်တာမန်လောကသားတွေကြည့်လိုက်မယ်ဆိုရင်ဒါရှုံးတယ်လို့ထင်ကြတယ်ဒါကရှုံးတာမဟုတ်ဘူးအရှုံးပေးလိုက်တာဟာအနိုင်ရခြင်းပဲဖြစ်တယ်လို့ဒီလိုဆိုလို့အဲ့မှာမြတ်စွာဘုရားဒီလိုသူ့ကိုဆဲလို့အားရတဲ့ပုံနာကြီးဟာမြတ်စွာဘုရားကိုနိုင်လိုက်သူလို့သတ်မှတ်ပြောကြားတဲ့အချိန်လေးမှာမြတ်စွာဘုရားကဘာဟောသလဲဆိုတာလေးကိုမှတ်သားဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားရဲ့ဆုံးမစကားလေးတွေမှတ်သားဖို့လိုအပ်တယ်မြတ်စွာဘုရားကဘာပြောတော့စယံဝေမညတိဘာလောဝါစာယဖရုတံဗနံဘာလဆိုတာစဉ်းစားဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့စယံဝေမညတိဘာလောဝါစာယဖရုတံဗနံဘ
ဇက်ကရုပ်ရုပ်မာမာနဲ့ကျမ်းတမ်းတဲ့စကားတွေကိုပြောလိုက်ရလို့ရှိရင်သူတို့အနိုင်ရတယ်လို့လူတွေကမလိမ္မာတဲ့လူတွေအသိဉာဏ်ကင်းမဲ့တဲ့လူတွေကဒီလိုထင်တယ်တဲ့ဟောဘာသာပြန်လိုက်မယ်ဆိုရင်အဲ့ဒီဇယံဝေမညတိဘာလောဝါစာယပရုတံပနနှုတ်ကနေကြံ့ကြံ့ထန်ထန်ပြောလိုက်ရတာကိုပဲဒီအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူအနိုင်ရတယ်လို့ယူဆတယ်တဲ့ယူဆတယ်ဇယံစေဝတ္တတံဟောတိယာတိတိခာဝိသနာတာတကယ်တော့သိခံပြီးတော့တုံ့ပြန်မှုမပြုတဲ့ပုဂ္ဂိုလ်သိခံခြင်းတရားလက်ကင်ထားတဲ့ပုဂ္ဂိုလ်ကသာလျှင်အနိုင်ရတာပါတဲ့သူကအနိုင်ရတာမဟုတ်ဘူးသူဟာအရှုံးကြီးရှုံးသွားတယ်ဘာလို့ရှုံးသွားလဲဘသူ့ကိုရှုံးတာသူဟာဒေါသကိုလက်မြောက်လို့အရှုံးပေးပြီးတော့မကြေနိုင်မချမ်းနိုင်သူ့စိတ်တွေပင်ပန်းပြီးတော့လူတစ်ဖက်သားကိုဆဲရေးတိုင်းထွာတာဟာသူ့ရဲ့အရှုံးပဲဟောဘသူ့ကိုရှုံးဒေါသကိုသူရှုံးသွားအေးသိခံပြီးတော့ခွင့်လွတ်ပြီးစဉ်းစားဆင်ခြင်အသိဉာဏ်နဲ့နေတဲ့ပုဂ္ဂိုလ်ကြတော့အနိုင်ရလိုက်တာတဲ့ဘာကိုအနိုင်ရကိုယ်တဏ္ဍာမှာဒေါသမဖြစ်အောင်ကိုယ်စိတ်ကိုထိမ့်လိုက်နိုင်တာဟာဒါစိတ်ပေါ်မှာအနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်ဒေါသပေါ်မှာအနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်လို့ဟောအနိုင်နဲ့အရှုံးသတ်မှတ်ပုံချင်းကအမှန်တမ်းကွာခြားဒီလိုဆိုတာဒါကအနိုင်ရလိုက်တာဖြစ်တယ်တဲ့နောက်မြတ်စွာဘုရားဆက်ဟောတယ်တတ္တေဝတေနပါပိယောယောကုဋ္ဌံပฏิကုက္ခတိစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ကိုတုံ့ပြန်ပြီးတော့စိတ်ဆိုးလို့ရှိရင်တဲ့ငကိုစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တဲ့ပုံမိုက်မဲရကြတယ်ကိုယ့်ကိုစိတ်ဆိုးမှန်ဆိုးနဲ့လာပြီးဆဲတာကိုတုံ့ပြန်လိုက်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာပို့ပြီးတော့မိုက်မဲရရောက်တယ်ဒီလိုဆိုလိုတာနော်ပို့ပြီးတော့မိုက်မဲတယ်ဒေါသကိုဒေါသနဲ့တုံ့ပြန်လို့ရှိရင်ပို့ပြီးမိုက်မဲရရောက်တယ်တဲ့ကုဋ္ဌံအပတိခုတ်ဆံတော်သင်္ကမံဇေတိထုတ်စေကိုယ်ဒေါသနဲ့ဆဲရီတိုင်းထွာလာတဲ့ပုဂ္ဂိုလ်ဒီဒေါသမထွက်ဖဲနဲ့မေတ္တာသက်ဝင်ပြီးသိခံခြင်းတရားနဲ့နော်နေတဲ့ပုဂ္ဂိုလ်ဟာအောင်နိုင်ပွဲအောင်နိုင်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုကိုအောင်လိုက်ခြင်းပဲဖြစ်တယ်ဟောဒေါသကိုအနိုင်ရလိုက်တယ်ဒါဖြင့်ဒီထဲမှာအပင်ငရဲချနိုင်တာဘယ်သူကချနိုင်တာတော့ဆိုဒေါသကပဲအပယ်ချဆိုလိုတာကနော်တယောက်ကဒေါသနဲ့ဆဲရီတိုင်းထွာလာတယ်ဟိုတယောက်ကအဲ့ဒီဒေါသကိုမတုံ့ပြန်မဲနဲ့ကိုဒေါသကိုကိုထိမ့်လိုက်တယ်ဆိုတဲ့အခါမှာဟိုလူတယောက်ကငရဲကြမယ်သူဒေါသကြောင့်သူငရဲကြမယ်ဒီလူတယောက်ကငရဲမကြဘူးကောင်းရသူတိရောက်သွားတယ်ဆိုတော့နောက်ဘဝမှာဘယ်သူကနိုင်လိုက်တုံးနောက်ဘဝအနေနဲ့ပြောမှဆိုဟိုလူကအပင်ငရဲမှာဒုက္ခတွေခံပြီးသိခံလိုက်တဲ့ပုဂ္ဂိုလ်ကကောင်းရသူတိဘုံရောက်သွားဟောဒီဘဝနဲ့ကြည့်လိုက်ရင်လည်းနိုင်သွားတယ်တခါဒီဘဝမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကစိုက်ကြီးတင်ငင်နဲ့ပင်ပင်ပန်းပန်းနဲ့ဆဲရီတိုင်းထွာမကြေနိုင်မချမ်းနိုင်ဖြစ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာဒေါသရဲ့လွှမ်းမိုးခံရလို့ငြိမ်းချမ်းမှုတွေအလုံးဆုံးရှုံးသွားတယ်အဲ့ဒါကိုသိခံခွင့်လွတ်ပြီးတော့တည်ငြိမ်စွာနေတဲ့ပုဂ္ဂိုလ်ကြတော့ဆုံးရှုံးနေတာဘာတစ်ခုမှမဖြစ်ဘူးစိတ်နှလုံးအေးချမ်းစွာနဲ့ဒီသိခံနိုင်တဲ့စွမ်းအားကြောင့်မလို့ဒီဘဝမှာလည်းပဲသူကနိုင်လိုက်တယ်လို့ပဲပြောဟိုလူကအရှုံးကြီးပဲအကုသိုလ်ဖြစ်လို့လည်းရှုံးတယ်စိတ်နှလုံးငြိမ်းချမ်းမှုတွေဆုံးရှုံးသွားလို့လည်းအရှုံးပဲဘဝသွားတဲ့အခါမှာလည်းပဲမကောင်းတဲ့ဘဝကိုရောက်သွားမှဖြစ်သောကြောင့်ဒေါသဖြစ်တဲ့လူကအရှုံးပဲသိခံခွင့်လွတ်တဲ့လူကအရှုံးမဟုတ်ဘူးဒါမြတ်စွာဘုရားရဲ့အဆုံးအမသူတော်စင်တို့ရဲ့အမြင်ကဒီလိုကွာခြားတယ်ပေါ့ဟောမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်ဥပိန္နမတ္ထံစရတိအတ္တနောစပရတ္တသပရံသင်္ကုပိတဝါပရံသင်္ကုပိတံညတ္တဝါယောတတောဥပတမတိဟောတပည့်သားကကိုယ့်ပေါ်မှာစိတ်တည်ဆိုးနေတယ်လို့သိတဲ့အခါမှာတဲ့မိမိကတတိထားပြီးတော့အေးချမ်းချမ်းနဲ့စိတ်နှလုံးအေးချမ်းစွာမတုံ့ပြန်မဲနဲ့နေခြင်းဟာတဲ့
သူ့အတွက်ကိုယ့်အတွက်နှစ်ခုစလုံးအတွက်ကောင်းတယ်နှစ်ဦးလုံးအတွက်ကောင်းတယ်အဲ့ဒါလိုနေလိုက်ခြင်းအဖြစ်သူ့ရဲ့ဒေါသအရှိန်ဟာလည်းကျသွားတယ်ကိုယ့်ရဲ့ဒေါသကမတုံ့ပြန်သည့်အတွက်ကြောင့်သူ့ရဲ့ဒေါသဟာလည်းကျသွားသည့်အတွက်ကြောင့်သူဟာဒေါသနောက်လက်ပါတာတို့ဒီပို့ပြီးတော့ဆိုးလာတာတို့ဒါတွေမဖြစ်တော့ပဲနဲ့နော်ဒုစရိုက်မှုကျွလွန်သည့်ထိအောင်မဖြစ်တော့ပဲနဲ့သူ့ဒေါသအရှိန်ဟာတည်သွားအရှိန်တည်သွားတဲ့အခါသူဟာစိတ်နှလုံးချမ်းသာမှုကိုရတယ်ဒါကြောင့်မို့နှစ်ဦးလုံးအတွက်ကောင်းတယ်စိတ်ဆိုးပြီးလောကမှာအရာထဲမှာဆိုဇနီးမောင်နှံနှစ်ယောက်လည်းတစ်ခါရံဖြစ်ကြညီကိုလည်းရံဖြစ်ကြတာမောင်နှမလည်းရံဖြစ်ကြတာအချင်းချင်းမိတ်ဆွေသင်္ကာချင်းချင်းလည်းရံဖြစ်ကြအဲ့ဒါလိုရံဖြစ်တဲ့အခါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ဖက်သားကစိတ်တူနေပြီဆိုလို့ရှိရင်အေးတတိထားပြီးတော့ဒါမကောင်းဘူးဆိုတာကိုနှလုံးသွင်းပြီးအေးစိစိလေးငြိမ်ငြိမ်သက်သက်စိတ်နှလုံးအေးချမ်းစွာတုံ့ပြန်မှုမပြုဘဲနဲ့သိက္ခာဉာဏ်ခွင့်လွှတ်ခြင်းနဲ့နေလိုက်မယ်ဆိုရင်နှစ်ဦးလုံးအတွက်ကောင်းသွားတယ်လို့ဒီလိုဆိုတယ်နှစ်ဦးလုံးအတွက်ကောင်းတဲ့နည်းစနစ်ပဲတဲ့ဒါမြတ်စွာဘုရားကဒီလိုဟောတာတခါနောက်ဒေသနာတစ်ခုဆက်ပြီးတော့မြတ်စွာဘုရားဟောသေးတယ်ဥပိဏံတိကိသန္တာနံအတ္တနောသပရတ္တသဇနာမဉ္ဉန္တိဘာလောတိယေဓမ္မတအာကောပိတာလောကမှာသူတော်ကောင်းတွေရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုမရှိကြတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးမသိဘူးလေအနိုင်ယူနည်းကိုမသိဘူးသူတော်ကောင်းတရားနဲ့ပတ်သက်တယ်ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကောရိဏဇိနေကောရံအေးဒေါသထွက်တဲ့လူတယောက်ကိုမိမိကသိခံခြင်းခွင့်လွှတ်ခြင်းနဲ့အနိုင်ယူရမယ်ဆိုတာဒါသူတော်ကောင်းတရားအဲ့ဒါကိုမသိသည့်အတွက်ကြောင့်ဒေါသကိုဒေါသနဲ့တုံ့ပြန်တယ်ဓာတ်ကိုဓာတ်နဲ့တုံ့ပြန်တယ်နော်လက်နဲ့ကိုလက်နဲ့တုံ့ပြန်တယ်အဲ့ဒီလိုတုံ့ပြန်မှုတွေကြောင့်နှစ်ဦးလုံးပျက်စီးရခြင်းကိုရောက်သွားတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဤစနစ်အတိုင်းဒေါသကိုမေတ္တာနဲ့တုံ့ပြန်မယ်ဆိုလို့ရှိရင်နှစ်ဦးနှစ်ဝလုံးဟာငြိမ်းချမ်းမှုကိုရသွားနိုင်တယ်တဲ့ဒါကြောင့်ဥပိဏံတိကိသန္တာနံအတ္တနောသပရတ္တသနှစ်ခုလုံးအတွက်အကောင်းဆုံးဆေးပဲနှစ်ဦးလုံးကောင်းဖို့အတွက်ဘာလို့ရမိမိနဲ့အစင်မပြေလို့ရံဖြစ်ကြပြီဆိုရင်နှစ်ဦးလုံးကောင်းဖို့ဘာလို့ရမလဲဆိုလို့ရှိရင်နော်သိခါခြင်းခွင့်လွှတ်ခြင်းဆိုတဲ့မေတ္တာတရားနဲ့နေရမယ်သို့သောလောကလူသားတွေကသနံမဉ္ဉန္တိဘာလောတိယောဓမ္မတအာကောဝိတာယေဓမ္မတအာကောဝိတာတရားဓမ္မနဲ့မကျွမ်းကျင်ကြသည့်အတွက်ကြောင့်မလိမ္မာကျွမ်းကျင်မှုမရှိကြသည့်အတွက်ကြောင့်သူတို့ဟာဘာလို့တော့အဲ့ဒါလို့သိခံခွင့်လွတ်တဲ့ပုဂ္ဂိုလ်ကိုမိုက်လို့လူညံ့လို့ဒီလိုထင်ကြတယ်လူချောက်လို့လူညံ့လို့ဆိုပြီးတော့တတ္တိမရှိတဲ့အကောင်လို့လူတွေကဒီလိုပြောကြတယ်တကယ်တော့သူကသိခံနိုင်တာဟာတတ္တိအပြည့်အဝရှိတယ်လို့ဒီလိုဆိုအောင်သို့သောလောကလူတွေကသူဟာလူညံ့တတ္တိမရှိတဲ့လူအဖြစ်သတ်မှတ်ပြီးတော့မကောင်းတဲ့ဘက်ကိုအားပေးအားမြောက်ပြုကြတာလားများတယ်ပေါ့အေးဒါကြောင့်မို့လို့လောကရဲ့အမြင်နဲ့မြတ်ဗုဒ္ဓရဲ့အမြင်ဟာအလွန်ပဲကွဲပြားခြားနားမှုရှိတယ်အဲ့ဒါကြောင့်မို့ကွဲပြားခြားနားမှုရှိနေတဲ့အနေအထားတစ်ခုဘုန်းကြီးတို့တွေဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ဖို့ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမဆိုလိုရင်းအဓိပ္ပာယ်ကကိုယ်ဒေါသနဲ့ဒီလောကလူတွေထင်လွဲနေတာမျိုးမဖြစ်စေဘဲနဲ့သူတစ်ပါးဟာကိုယ့်အပေါ်မှာဒေါသတွေဖြစ်လာတယ်ဆိုတာသိလို့ရှိရင်တတိနဲ့မေတ္တာနဲ့ခန္တီနဲ့ဒီလိုသိခံခွင့်လွှတ်ခြင်းနဲ့တုံ့ပြန်မှာတခြားနည်းနဲ့မတုံ့ပြန်ပါနဲ့ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမပဲဖြစ်တယ်ပေါ့အဲ့ဒီလိုတုံ့ပြန်ခြင်းကိုလောကလူသားတွေကအရှုံးလို့ထင်ကြတယ်တကယ်တော့အောင်နိုင်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုကိုအောင်လဲရတယ်လို့ကြီးမားတဲ့အောင်မြင်မှုပဲဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အေးမြတ်စွာဘုရားကဥပမာတစ်ခုနဲ့ဟောထားတာရှိသေးတယ်အဲ့ဒီတန်ရုပ်ပါဠိတော်မှာပဲ
ပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုဆဲရေးတိုင်းထွာတဲ့အချိန်မှာမြတ်စွာဘုရားကဘာမှမပြောပဲမိမိစိတ်နှလုံးငြိမ်းချမ်းစွာသိခံပြီးတော့အပြုံးမပြတ်နေတယ်ပုံနာကြီးကဆဲလို့မောသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကငါဥပမာလေးတစ်ခုပြောမယ်တဲ့မင်းတို့အိမ်ကိုဧည့်သည်တွေမလာဘူးလားတဲ့လာတယ်အဲ့လိုဧည့်သည်လာတဲ့အခါမင်းမုံပဲသေးစားနဲ့အခန္ဓာမရှိဘူးလားရှိတယ်ကိုယ်အိမ်လာတယ်ဆိုရင်ခုခေတ်ဆိုရင်ကော်ဖီတိုက်တယ်ဘာလုပ်တယ်ပေါ့နော်အခန္ဓာအဲ့လိုအခန့်ကျွေးမွေးတယ်ဧည့်သည်ကိုကျွေးဖို့ဆိုတာထားပြီးအခန့်ကျွေးမွေးတယ်သို့တော့အဲ့ဒီချကျွေးတဲ့မုံပဲသေးစားတွေဧည့်သည်ကမစားဘူးဆိုလို့ရှိရင်ဒီမုံပဲသေးစားဘယ်သူပဲပိုင်လို့ဆိုသူပဲပိုင်တာပေါ့အဲ့ဒီဥပမာပြောပြီးမြတ်စွာဘုရားကအခုငါ့ကိုမင်းကဆဲရေးတိုင်းထွာခြင်းဖြင့်အခန့်တယ်တဲ့ဒါပေမဲ့မင်းရဲ့ဆဲရေးတိုင်းထွာခြင်းဟာမင်းဟာတွေပဲငါနဲ့မဆိုင်ဘူးငါလက်မခံဘူးလို့ဒီလိုပြောလိုက်တဲ့အခါမှာပုံနာကသဘောပေါက်သွားဒီလက်မခံနဲ့လက်ဆောင်လို့ပဲဟိုကလာပေးတယ်လေဆိုပါစို့လူတယောက်ကဒေါသဖြစ်ပြီးကိုယ့်ကိုလာဆဲတယ်ဆဲရေးစကလုံးတွေလာပေးတယ်ပေးတဲ့အခါမှာကိုကပြန်ဆဲလိုက်လို့ရှိရင်သူပေးတာကိုအတိမပြုသလိုဖြစ်သွားအေးသူဆဲတော်လည်းပဲကိုကတုံ့ပြန်မှုမပြုလိုက်လို့ရှိရင်အတိမမပြုတာရောက်တယ်သူဟာကိုလက်မခံဘူးဆိုတဲ့အဓိပ္ပာယ်လာပေးတဲ့ဆဲရေးတိုက်ထွာမှုတွေကိုလက်မခံလိုက်တာဟာပေးတဲ့လက်ဆောင်ကိုလက်မခံလိုက်တာ ਨੇ အတူတူပဲလို့မြတ်စွာဘုရားကအဲ့ဒါလို့ရှင်းပြလိုက်တဲ့အခါမှာဒီပုံတန်းကြီးကလည်းသဘောကျသွားတယ်သူ့ရဲ့ဒေါသတွေပျောက်သွားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ပေါ်မှာနေမဲငယ်ဆဆဲရိတ်တိုင်းထွာခဲ့တာတွေနဲ့ပတ်သက်ပြီးသူဟာတောင်းပန်တိုးရှုပ်ပြီးနောက်ဆုံးမှာမြတ်စွာဘုရားရဲ့တပိဿဝကအဖြစ်ခံယူသွားတယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားဟာတဦးအတွက်တင်မကဘူးနှစ်ဦးလုံးအတွက်ကောင်းဖို့ရာသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာနဲ့ဒီလိုကျင့်သုံးတော်မူတာဖြစ်ပါမေတ္တာဆိုတာတရားရည်ရဲ့တစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတာဟာမေတ္တာသူ့ကိုကောင်းစေခြင်းနဲ့မကောင်းတာမဖြစ်စေခြင်းဘူးအခုမှမဲ့ဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ကိုဒေါသတွေငြိမ့်သွားစေခြင်းနဲ့ဒါမေတ္တာဒေါသဖြစ်ပြီးစိတ်ပင်ပန်းပြီးဒေါသမထိန်နိုင်လို့ဆိုရင်သူဟာဒီဒေါသရဲ့လွှမ်းမိုးချုပ်ကင်မှုကြောင့်နောက်ဆုံးမှာအကုသိုလ်တွေများပြီးအပင်ငယ်ကျသွားမှထီအောင်မဖြစ်စေခြင်းဘူးဆိုတာဒါမေတ္တာအဲ့ဒီမေတ္တာကိုဘာနဲ့ခိုင်မြဲအောင်ပံ့ပိုးထားတော့ဆိုခန္တီလို့ဆိုတဲ့သိခံခြင်းစိတ်နဲ့ခန္တီဆိုဒီမှာဘာကိုပြောတာတုံးဆိုအခုခေတ်လူတွေနားလည်နေတဲ့ခန္တီကပြန်မပြောဘဲနဲ့စိတ်ကတော့မခံကျင်ဘူးဆိုရင်ဒါခန္တီမဟုတ်ဘူးစိတ်แท้ကိုကတုံ့ပြန်လို့တဲ့စိတ်မရှိဘဲနဲ့သိခံခြင်းခွင့်လွှတ်ခြင်းနဲ့နေမှခန္တီအစစ်ခန္တီဆိုဒီမှာကိုယ့်ရဲ့ပင်ကိုယ်စိတ်ဓာတ်ကလေးအပြုံးမပြတ်ဖြစ်တဲ့ပင်ကိုယ်စိတ်ဓာတ်ကလေးကိုထိန်းထားနိုင်မှခန္တီအစစ်ဖြစ်တယ်ပေါ့နော်အေးပြန်တော့မပြောဘူးစိတ်ကတော့မကြေမချမ်းဖြစ်နေတယ်ဆိုရင်ဒါခန္တီမဟုတ်ဘူးစိတ်แท้ကိုကတစ်ဖက်သားပေါ်မှာမုန်းတိမှုမဖြစ်ပဲတဏှာခြင်းတိခမ်းခြင်းဆိုတဲ့စိတ်ဓာတ်တွေခွင့်လွှတ်ခြင်းဆိုတဲ့စိတ်ဓာတ်တွေဒေါသမဖြစ်ခြင်းဆိုတဲ့အနေအထားမျိုးတွေဖြစ်နေမှခန္တီအစစ်ဖြစ်တယ်ပေါ့မင်္ဂလာတရား38ဖြာထဲမှာလဲ38ဖြာမင်္ဂလာတရားထဲမှာလဲခန္တီဆိုတဲ့တရားကိုမင်္ဂလာအဖြစ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားတော်မူခဲ့တာဖြစ်တယ်ဒါကြောင့်မို့တိခမ်းခြင်းဆိုတဲ့သဘောတရားဟာသူတော်ကောင်းတွေရဲ့လက်သုံးဖြစ်လို့အမှန်တမ်းမွန်မြတ်တဲ့တရားတစ်ခုဖြစ်တယ်တိခမ်းခြင်းမရှိတဲ့ပုဂ္ဂိုလ်တရားကုသိုလ်ရဖို့အလွန်နည်းတယ်လို့ဆိုတယ်ဒါကြောင့်မို့တိခမ်းခြင်းခွင့်လွှတ်ခြင်းဆိုတဲ့ဒီသဘာဝတရားဟာလူတိုင်းတဏ္ဍာမှာရှိရမှာဖြစ်တယ်မေတ္တာထားခြင်းတိခမ်းခွင့်လွှတ်ခြင်းဆိုတာဟာဒီမေတ္တာထားပြီးတိခမ်းခွင့်လွှတ်ခြင်းဖြင့်မိမိကအရှုံးပေးလိုက်တာဟာအနိုင်ရခြင်းပဲဖြစ်တယ်လို့ဒီလိုဆိုလို့တယ်အနိုင်ရလိုက်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အရှုံးပေးသူကအ
အနန္ယခြင်းဆိုဒီမှာမေတ္တာနဲ့ကရုဏာနဲ့မုဒိတာနဲ့ဥပေက္ခာနဲ့ဆိုတဲ့ဗျမစိုးတရားနှလုံးသားထဲမှာခိုင်ခိုင်မာမာထားပြီးတော့သိခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့သဘောတရားတွေနဲ့ကိုယ့်ရဲ့စိတ်ကိုကိုယ်ပိုင်ပိုင်နိုင်နိုင်နဲ့တစ်ဖက်သားကိုတုံ့ပြန်မှုမပြုဘဲနဲ့ကြေးအေးသိခံခြင်းဟာအနန္ယခြင်းပဲဖြစ်တယ်ဒီအနန္ယခြင်းသည်သူတော်ကောင်းတို့ရဲ့အနန္ယခြင်းဖြစ်တယ်လောကလူသားတွေကတော့အရှုံးပေးတယ်လို့ထင်ကြတယ်သို့တော့မြတ်စွာဘုရားရဲ့အဆုံးအမမှာဒါဟာအနန္ယခြင်းအစစ်ဖြစ်တယ်ဆိုတာကိုမှတ်သားနာယူပြီးဘယ်အခါပဲဖြစ်ဖြစ်မိမိတို့တဦးနဲ့တဦးအစင်မပြေတဲ့အခါမျိုးမှာသိခံခြင်းခွင့်လွှတ်ခြင်းဖြင့်တို့တွေဟာအနိုင်ယူကြမယ်လို့စိတ်ထဲမှာခိုင်ခိုင်မာမာထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝေငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုတ္တရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယလန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း